အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ပြင်မနာမှာအရန်စားလို့ကောင်းတဲ့ရှမ်းခောက်ဆွဲဆိုင်လေးတစ်ဆိုင်ကိုကျွန်တော်ခေါ်သွားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဆိုင်လေးကဘယ်ဆိုင်လဲဘယ်မှာရှိလဲဆိုတာကိုကျွန်တော်တို့အတူတူလိုက်ကြည့်ပေးပါဦး ။ဟဲ့ breakfast တော့စားမယ်။ ဘယ်လိုသစားမှာလဲဟိုမလဲတော့စီမှာကစီတွေမှာအဲ့လောက်ဒီမှာထက်ရခတ်နေတာ အာတက်နိုင်ဦးလေစီထည့်ရခက်လေဘိုက်ကစားတာပဲတူတူပဲငါတို့လည်းထည့်ရပါ7 မင်းဘာစားချင်တာလဲမင်းဘာစားချင်တာလဲ အာရှမ်းကောက်စဲလေးပေါ့ ဟာမင်းရှမ်းကောင်ဆွဲရဒီမှာကောင်းတာနည်းနည်းနေတယ် အာမင်းသိပါတယ်လွတ်လိုက် ကျင်းကလာဘက်မှာပဲရှိတယ်စီကုန်းမှာမင်းစီထည့်ပြီးမှလားပြောရဆို ဟောပဲတက်နိုင်မလဲကွာကိုမစီပေါ့သွား ဒီကွာသွားကွာGood morning အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ငယ်ချင်းတောင်းဆိုချက်အရာကျွန်တော်တို့ပြင်မနာမှာရန်စားလို့ကောင်းတဲ့ရှမ်းကောင်ဆွဲဆိုင်ကိုကျွန်တော်သွားနေပါပြီကျွန်တော်ဒီနေ့ရောက်တော့မှာဖြစ်ပါတယ်အဲ့တော့ရှမ်းကောင်ဆွဲဆိုင်ဟာဘာရရမလဲဆိုတော့စောင့်ကြည့်လိုက် ဒီဆိုင်လေးကတော့ကျွန်တော်တို့ပြင်မနာကန်ဦးရက်ကမအေးမွန်ရှမ်းခောက်ဆွဲဆိုင်လေးဖြစ်ပါတယ်ဒီဆိုင်လေးကတော့လူသိလဲနည်းနည်းနဲတယ်ပြီးတော့စားလို့လည်းအရန်ကောင်းတယ်ဒီကန်ဦးကျွန်းတော်ကျောင်းတိုက်ရဲ့မဟုတ်ရှိမှာပေါ့နော် အားရတယ်မှာ တိုင်းရတယ်စက်စီစက်ကြစီစီရှိရတယ်အားနည်းပြရမှာဆက် ဒီတော့ကနေရ ဒီကချက်တစ်မျိုးပဲတိုက်တာ ဒီတော့ကားနဲ့တုံးနေရ ရပါတယ်ရှင် နေပါစားမှာ ဟိုတူနေစားတယ်လေ တော့လည်းနောက်တစ်မျိုးစားသုံးမျိုးလောက်စား ဘာရှိရသေးလဲ စံကြီးစီကျတဲ့စံပြားမရှိ ဒီကစီချက်စားမရှိဘူး မရှိပေါ့ မရှိစားမှာ ဟဲ့ဟော မရှိစံကြီးပဲပေါ့ ဟုတ်ဟုတ် အကြီးလားတော့လားတော့ပဲ အတော့ပဲ တော့ဦးကျော်ရပါရတယ်ဦးကျော်ပါတယ်ပွဲပဲနော် အဲချအဲ့မှာမချင်တယ်ဒီမှာတူနေကြမိုင်းပဲပုံပဲ အေး အယောင်လေးရ ရှမ်းကြီး မဒီကစီချက်တော့ရောင်းရတယ်နော် ဟုတ်ကဲ့ရှင်ဟုတ်စီချက်နဲ့ရှမ်းရယ်ဆန်စီရယ်သုံးလို့ပို့ဖတ်တယ် ဟုတ်လုံးလေးလည်းတော်ကောင်းတယ် ဟုတ်ဒီကတော့တရက်ကိုတဲလောက်ပေါ့ ဟုတ်ဒီဆိုင်လေးမှာတော့အဓိကပွဲပြင်ပေးတဲ့အမပါနော်အရန်လဲလှင်လင်းမြန်မြန်နဲ့တကယ်စားလို့ကောင်းအောင်လဲပြင်ပေးတယ်ပြီးတော့အဓိကဈေးနှုန်းပေါ့နော်ဈေးနှုန်းဒီခေတ်ကြီးမှာ1800ဆိုတဲ့ဈေးနှုန်းနဲ့အသားတွေအများကြီးခောက်ဆွဲတွေအများကြီးပဲနဲ့ပေါ့နော်တပွဲဆိုလို့ရှိရင်တော်တော်ဝါတဲ့ portion မှာဒီဈေးနဲ့ဒီလိုရတာနဲ့ကတော့တကယ်အရန်ကိုတန်ပါတယ်အဲ့တော့မစားရသေးတဲ့လူတွေလည်းဒီဆိုင်လေးကိုလာရောက်စားကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ပါရဗျ